ကျေးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဗျာယနေ့ညသာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1384ခုနှစ်ဥဒကူလပြည့်ကျော်73ရက်ခရစ်နှစ်2022ခုနှစ်ဧပြီလ28ရက်ဇာတာပတိနေ့ညဓမ္မဒါနကုသိုလ်ရှင်ဖြစ်သောမင်းမှုမြို့နေမိဘများဖြစ်သောဥမမောင်နှင့်ဒေါ်အေးတန်းတို့အားမှုထား၍သားဖြစ်သူမျိုးမင်းထွန်း၏45နှစ်ပြည့်ဓမ္မဒါနကုသိုလ်ဖြင့်စင်ရင်ကျင်းပပြီးတော့အသောအွန်လိုင်းဓမ္မသဘင်နှင့်ဆက်လည်၍ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားခြင်းဖြင့်ပေးသနာတော်မူပါယံဖျားပြတော်ခြေတော်သုံးခါ၍ယုတ်သေးစွာလျှောက်ထားပါသည်ဗျာသာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1384ခုနှစ်ဥဒကူလပြည့်ကျော်13ရက်2022ခုနှစ်ဧပြီလ28ရက်ဇာတာပတိနေ့၌အွန်လိုင်းမှာဟောကြားအပ်သောမဟာသမယနေ့၌ဟောကြားသည့်မြတ်ဗုဒ္ဓ၏ဒေသနာတော်များအပိုင်းခွန်တရားတော်ဒီနေ့တတိယမြောက်ဖြစ်တဲ့ကလဟဝိဝါဒသုတ်ကိုမြတ်စွာဘုရားကမောဟဇယရှိတဲ့နတ်တွေကိုအကြောင်းပြုပြီးတော့ဒီသုတ်တန်ကိုဟောတာဖြစ်ကလဟဝိဝါဒဆိုတဲ့ဒီစကားလုံးလေးရဲ့အဓိပ္ပာယ်ကိုရှုစွာမှတ်သားကြရအောင်ကလဟဆိုတာရံဖြစ်တာဝိဝါဒဆိုတာညဉ့်ညခုန်ညတာအဲ့တော့ဘယ်ဟာအရင်ဖြစ်တုံးဆိုညဉ့်နာခုန်တာကအရင်ဖြစ်တယ်ပြီးတော့မှရံဖြစ်တယ်ပထမဝိဝါဒဆိုတဲ့အငြင်းခုန်ကအရင်ဖြစ်တာအငြင်းခုန်ဖြစ်ပြီးတဲ့နောက်မှာရံဖြစ်တယ်အဲ့တော့ညဉ့်ခုန်တာကိုဝိဝါဒရှံဖြစ်တာကကလဟလူလောကကြီးမှာညဉ့်ညခုန်ညဆိုတာဘယ်နေရာမှာမဆိုရှိတယ်မိသားစုထဲမှာလည်းပဲမိဘတစ်ပါးညီကောင်မောင်နှမတွေအတွင်းညဉ့်ညတယ်ခုန်ညတယ်သာသမီနဲ့မိဘညဉ့်တယ်ခုန်တယ်ညီကောင်မောင်နှမအတွင်းညဉ့်ညတယ်ခုန်ညတယ်မိတ်ဆွေတွေအတွင်းလည်းညဉ့်ညတယ်ခုန်ညတယ်အငြင်းခုန်ဆိုတာနေရာတိုင်းမှာရှိတယ်။ရှမ်းတန်ဃာတွေအတွင်မှာလည်းပဲညင်းကြတယ်ခုန်ကြတယ်။တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေအတွင်မှာလည်းပဲညင်းကြတယ်ခုန်ကြတယ်။တော့လောကမှာဝိဝါဒဆိုတဲ့အမြင်မတူလို့ညင်းကြခုန်ကြဆိုတာတွေဟာနေရာတကာမှာရှိနေကြတာပဲဖြစ်တယ်အဲ့ဒါကိုအဓိကရဏဆိုတဲ့စကားလုံးနဲ့တွဲလိုက်လို့ရှိရင်ဝိဝါဒအဓိကရုဏ်လို့ခေါ်တယ်ဝိဝါဒအဓိကရုဏ်ဆိုတာအငြင်းခုန်ဖြစ်တဲ့ဆိုတာဘယ်လိုနေရာတွေဖြစ်ကြတာတော့ရှုံးပြေကနာရောက်တဲ့ဆိုတာပိုင်ဆိုင်မှုအငြင်းပွားတာလည်းရှိတယ်ဆိုပါစို့မြေခွက်နဲ့ပတ်သက်ပြီးသူပိုင်နဲ့ငါပိုင်နဲ့အငြင်းပွားတယ်ညဉ့်ညခုန်ကြတယ်တနိုင်ငံနဲ့တနိုင်ငံမှာလည်းပဲနေဇတ်ဒေသရောက်လာလို့ရှိရင်သူပိုင်နဲ့ငါပိုင်နဲ့ဆိုပြီးတော့နေချာသဗ္ဗတိမှာအငြင်းခုန်လို့ကြတာပဲအဲ့တော့နေရကမှညင်းတာခုန်တာဆိုရှိနေတယ်အဲ့ဒါကိုဝိဝါဒလို့ခေါ်တယ်အဲ့ဒီဝိဝါဒဆိုတဲ့အငြင်းခုန်တွေကဘာကြောင့်ဖြစ်တာလဲဒီမေကိုမေးမှဖြစ်တယ်ညဉ့်ညခုန်ကြတာဘာကြောင့်လဲတဲ့ညဉ့်ခုန်ရုံနဲ့မကဘူးရှံဖြစ်ကြတယ်ရှံဖြစ်တယ်ဆိုတာနော်လက်နဲ့တူတူနာကြအောင်လုပ်ကြတယ်တုတ်တွေဓာတ်တွေတုတ်ဆွဲဓာတ်ဆွဲနှုတ်ကကျန်တဲ့စကားတွေပြောအငြင်းခုန်နဲ့ပတ်သက်ရုံနဲ့မက
ကလဟဆိုတဲ့ရပ်ပွဲတွေလည်းပဲပေါ်လာတယ်အငင်းကောင်ကစပြီးမကျေနပ်မှုတွေတိုးပွားလာပြီးရံပွဲတွေဖြစ်ကြတယ်အဲ့ဒီအငင်းခုံနေရံပွဲတွေဆိုတာဘယ်စားရလဲဘာကြောင့်ဖြစ်တာလဲအဲ့ဒီမိကုံမေးတာပြန်ကိုယ့်လည်းဆင်ញင်စဉ်းစားကြည့်ပေါ့လောကကြီးမှာဖြစ်နေကြတယ်ညင်ကြတယ်ခုံကြတယ်တူနဲ့တူမတက်လို့ရံဖြစ်ကြတယ်ဘယ်ကစားတာလဲဘာကြောင့်ဖြစ်တယ်လဲအဲ့တော့မဟာသမယနေ့မှာသမပရိပ္ပဇနိယသုတ်နဲ့ပုရဗေဒသုတ်ဒီနှစ်သုတ်ကိုဟောကြားပြီးတဲ့နောက်မှာဒီကလဟဝိဝါဒသုတ်ကိုမြတ်စွာဘုရားဟောတယ်လောကမှာဖြစ်နေတာနတ်တွေထဲမှာလည်းပဲငြင်းခုန်တာရှိတာပဲရံဖြစ်ကြတာရှိတာပဲလူပြေမှာလည်းပဲညင်ကြတယ်ခုံကြတယ်ပြီးရင်ရံဖြစ်ကြတယ်နေရာတိုင်းမှာရှိတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့နေမိတဖျားကမေခွန်းထုတ်တာကိုဘုရားအစစ်ကဖြေဆိုမှဖြစ်တယ်ပေါ့အဲ့ဒီမေခွန်းနဲ့ပတ်သက်ပြီးတော့ကုတောပဟုတာကလဟဝိဝါဒပရိဒေဝတောကသဟမစ္စရာသမာနာတိမာနာသဟပေတုနာသကုတောပဟုတာတေတတိငါပြုဟိလောကမှာဒီဖြစ်တာတွေနဲ့ပတ်သက်ပြီးတော့အဖြစ်များတာဘာတွေတုံးဆိုအငင်းခုန်နေဖြစ်တယ်ဒါတစ်ခုငင်းခုန်ရနေပြီးတော့ရံဖြစ်ကြတယ်ဒါတစ်ခုစိတ်သောကတွေရောက်ကြတယ်သောကစိတ်သောကရောက်ပြီးတော့ငိုကြတယ်ပရိဒေဝတစ်ဖက်သားကိုယ့်ကိုရှင်ပြိုင်းလာမှမလိုလားတာစိတ်တွေဝန်တိုတဲ့စိတ်တွေဖြစ်တယ်မစ္စရိယကိုထင်ကြီးတယ်မာနအလွန်ထင်ကြီးတယ်အတိမာနနှုတ်ရဲ့အကြာခင်မင်မှုပြက်ပြားသွားအောင်သွေးခွဲတယ်ပေတုနာအလုံး၈ခုနော်၈ခုကလဟရံဖြစ်တယ်ဝိဝါဒညဉ့်ညခုံကြတယ်ပရိဒေဝငိုကြတယ်တောကဆိုရင်တောကရောက်ကြတယ်မစ္စရိယကိုယ်သာကြီးပွားခြင်းနဲ့ဝန်တိုတယ်မာနကိုထင်ကြီးတယ်အတိမာနအလွန်ကိုထင်ကြီးတယ်ပေတုနာသွေးခွဲတယ်နော်ပေတုနာသွေးခွဲတယ်အဲ့ဒီကိရိတာလို့ခေါ်တယ်ပေါ့အဲ့ဒီအပြစ်တွေလွန်ကျူးမှုတွေကိလေသာတွေဟာဘာကိုအကြောင်းပြုပြီးတော့ဖြစ်တာလဲဘယ်အစတာလဲဒါလောကမှာဒါတွေကအဖြစ်များတဲ့ဟာတွေပဲလေဖြစ်များတယ်အရင်ဘဝကဘာကြောင့်လဲဘာကစတာတော့ရှံဖြစ်ကြတာဘာကစတာတော့တောကဖြစ်တာဘာစတာတော့ငိုကြတာဘာကြောင့်ဘာကစတာတော့ဝန်တိုတယ်မစ္စရိယဖြစ်တာဘယ်ကစတာလဲကိုထင်ကြီးတယ်အလွန်ထင်ကြီးတယ်ဆိုတဲ့မာနတွေအတိမာနတွေဘယ်ကစတာနှုတ်ကြမှာဝင်ရောက်သွေးခွဲတယ်ဆိုတဲ့ပိတုနာဘယ်ကစတာလဲဒီလောကမှာရှိနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့အကြောင်းတရားကိုမေးတာအဲဒါကြောင့်ကုတောပဟုတာတေအခုပြောရတဲ့စိတ်ဓာတ်နဲ့ပတ်သက်ပြီးတော့အပြည့်နာစာဒီရှင်မျိုးဟာ
ဘာကြောင့်ဖြစ်လာတာလဲဘယ်အနေပြီးတော့ပြစ်ဖြားခံလာတာလဲတတိငါပြုဟိဒီမေကွန်ကိုတဲ့ဖြစ်ဆိုဖို့တောင်းပန်လျောက်ထားပါတယ်လို့ပြောဒီမေကွန်ကိုဖြစ်ဆိုပါတောင်းပန်လျောက်ထားပါတယ်နော်အဲ့လိုမေးတဲ့အခါမှာရသော်ဗျာဖြေတယ်ပိယပဟုတာကလဟဝိဝါဒပရိဒေဝသောကသဟမစ္စရာစမာနာတိမာနာသဟပေတုနာစမစ္စရာယုတ်တာကလဟဝိဝါဒဝိဝါဒဇာတိတုစပေတုနာတိတို့အဲ့ဒီမိကုံးကိုဒီလူတွေကြားမှာဖြစ်ပွားနေတဲ့ဒီအဆိုးတရားတွေလူအတိုင်းဝိုင်းကြားမှာဖြစ်ပွားနေတဲ့အတိုင်းဝိုင်းအစုံမှာဖြစ်တယ်ဆရာတပည့်ကြားမှာဖြစ်တယ်မိဘနဲ့သားသမီးကြားမှာဖြစ်တယ်ညီကိုမောင်နှမကြားမှာဖြစ်တယ်မိတ်ဆွေတွေကြားမှာဖြစ်တယ်တနိုင်ငံနဲ့တနိုင်ငံကြားမှာဖြစ်တယ်ကိုယ်အချင်းချင်းဖြစ်ကြတယ်တော့လူလောကကြီးဟာဒီအဆိုးတရားတွေကြောင့်ဒုက္ခရောက်နေကြတာ哦အဲ့ဒီအဆိုးတရားတွေဟာဘယ်အစတာလဲဘာကြောင့်ဖြစ်တာလဲလို့ဆိုတော့ပိယပဟုတာလောကလူတွေဆိုတာကိုမြတ်နိုးတဲ့ပုဂ္ဂိုလ်ရှိတယ်ကိုမြတ်နိုးတဲ့ပစ္စည်းဝတ္ထုရှိတယ်ပိယဆိုတာကိုမြတ်နိုးတဲ့ပုဂ္ဂိုလ်တရားကိုမြတ်နိုးတဲ့ပစ္စည်းဝတ္ထုအဲ့တော့ကိုမြတ်နိုးတဲ့ပုဂ္ဂိုလ်ကိုမြတ်နိုးတဲ့ပစ္စည်းဝတ္ထုအကြောင်းပြုပြီးတဲ့အခါမှာညင်ကြတယ်ခုန်ကြတယ်ဥပမာဆိုတော့လဲရမြေအငင်းပွားမှုဆိုလို့ရှိရင်လေကိုဟာဆိုလို့ရှိရင်ကိုပစ္စည်းဆိုရင်တို့ရမျက်နှိုးတယ်လေလဲရမြေအငင်းပွားမှုပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးအငင်းပွားတယ်အဲ့ဒီအငင်းပွားတာဟာကိုမျက်နှိုးတဲ့ပစ္စည်းဝတ္ထုကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ဖြစ်ကြတာပဲလေမလိုချင်တဲ့ဟာနဲ့ပတ်သက်ပြီးဘယ်သူမှမဖြစ်ဘူးကိုလိုချင်တဲ့ဟာနဲ့ကိုလိုချင်တဲ့ဟာနဲ့ပတ်သက်ပြီးတော့ပဲအငြင်းပွားကြတာဖြစ်တယ်ပိယပဟုတာပိယဆိုတာကိုမြတ်နိုးတဲ့ပုဂ္ဂိုလ်ကိုမြတ်နိုးတဲ့ပစ္စည်းဝတ္ထုအဲ့ဒါကိုအကြောင်းပြုပြီးတော့အခုပြောရတဲ့အခြေအနေတွေဖြစ်လာတာညင်ကြတယ်အပိုင်နဲ့သူပိုင်နဲ့ညင်တယ်ကိုယ်စိတ်မထိန်နိုင်တဲ့အခါရံပွဲဖြစ်တယ်ဆုံးရှုံးတော့မယ်ဆိုရင်သောကဖြစ်တယ်ငိုကြွေးကြတယ်နော်ငါဟာဆိုတဲ့ဝန်တိုစိတ်တွေဖြစ်တယ်အဲ့ဒီလိုကိုယ်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ငါဘယ်တော့ကလေးပိုင်းလာတယ်ကိုအထင်ရောက်မှုတွေထင်ကြီးမှုတွေဖြစ်လာတယ်ဒီအတွင်းမှာတုံးနဲ့တူမတက်အောင်သွေးခွဲမှုတွေဆိုတာလည်းဖြစ်လာအဲ့ဒါကိုမြတ်နိုးတဲ့ပုဂ္ဂိုလ်နဲ့ကိုမြတ်နိုးတဲ့ပစ္စည်းဝတ္ထုနဲ့ပတ်သက်ပြီးတော့လောကမှာဒါတွေဖြစ်တယ်လို့ကလဟဝိဝါဒပရိဒေဝသောကမာနဒီမာနပိတုနာတဲ့မစ္စရိယဒီကိလေသာ၈ပါးဒါတွေနဲ့ပတ်သက်အဲ့တော့အဲ့ဒီထဲမှာလည်းပဲတခါအထူးသဖြင့်ကတော့မစ္စရိယနဲ့ပတ်သက်ပြီးတော့အငြင်းပွားမှုတွေပိုများလာတယ်ရှံဖြစ်တယ်
ဘာလို့လဲဆိုမစ္စရိယဆိုတာငါဟာမထိနဲ့ငါပိုင်နာနော်မင်းနဲ့မဆိုင်ဘူးဆိုပြီးတော့ကိုပစ္စည်းဝတ္ထုကိုပိုင်တဲ့အရာကိုဆုပ်ကင်ထားလိုက်တာနဲ့တပြိုင်နက်သူများနဲ့ပိုင်ဆိုင်မှုကိုမလိုလားတာဝန်တိုးတယ်လို့ခေါ်တယ်မစ္စရိယအဲ့ဒီမစ္စရိယကိုအကြောင်းပြုပြီးတော့ခုနကကျန်တဲ့ကိလေသာ9ပါးဖြစ်တာအဲ့တော့မစ္စရိယဖြစ်ပြီဆိုလို့ရှိရင်တပည့်သားချင်းချင်းမတက်အောင်သွေးခွဲတာတွေပါလာတယ်ပေါ့ကိုယ်ပဲသူ့ပဲဆိုတာတွေဖြစ်လာကြတယ်အဲ့တော့လောကကြီးရဲ့အလယ်မှာတည်ငြိမ်အေးချမ်းမှုကိုမဖြစ်စေနိုင်တဲ့ဒီကိလေသာ10မျိုးတွေဟာကိုမြတ်နိုးတဲ့ပစ္စည်းဝတ္ထုနဲ့ပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့ဖြစ်လာကြတာတဲ့နောက်အကြောင်းတစ်ခုကတော့မစ္စရိယပဲမစ္စေရယုတ်တာကလဟာဝိဝါဒမစ္စေရနဲ့ပတ်သက်လာတယ်ဝန်တိုတယ်ဆိုရစိတ်ဟာကိုကြီးပွားသလိုသူများမကြီးပွားစေချင်တာကိုရတဲ့အခွင့်အရေးကိုသူများမရစေချင်တာကိုနာမည်ကြီးသလိုသူများကိုမကြီးစေချင်တာကိုကြော်ကြားသလိုသူများကိုမကြော်ကြားစေချင်တာကိုအောင်မြင်သလိုသူများကိုမအောင်မြင်စေချင်တာအဲ့ဒါဝန်တိုလို့ခေါ်တယ်အဲ့ဒီဝန်တိုတဲ့စိတ်ဟာလေတော်တော်ဆိုးရတဲ့စိတ်ပေါ့နော်တော်တော်ဆိုးရတဲ့စိတ်အဲ့ဒီမစ္စရိယစိတ်ဟာမစ္စရိယဘာနဲ့ရှင်တွဲပြီးတော့ဖြစ်တတ်တုံးဆိုကိုအောင်မြင်သလိုသူများကိုမအောင်မြင်စေခြင်းဘူးဆိုရင်အောင်မြင်လာရင်မုန်းတီးတာပါလာတယ်ဒေါသတွေပါလာတယ်နော်ကိုကြီးပွားသလိုမကြီးပွားစေခြင်းဘူးဆိုရင်ဒေါသပါလာတာပဲနောက်ကဒါမို့ဒီမစ္စရိယကဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်တာလောဘနဲ့မရှင်ဘူးနောက်တစ်ခါသူနဲ့တွဲဘက်ကဘယ်သူတော့ဆိုရင်တွဲဘက်ဆိုတာသဘာဝချင်းတော့မတူအိတ်တာလို့ခေါ်တယ်အိတ်တာကကိုကြီးပွားတာမဟုတ်သူကြီးပွားတာတစ်ဖက်သားကြီးပွားတာကြတော့မနာလို့မရှုစိမ့်ဖြစ်တယ်ချက်လက်စီဖြစ်တယ်လို့ခေါ်တယ်နော်သူများအောင်မြင်ရင်အကောင်းမပြောနိုင်ဘူးသူများကြီးပွားရင်အကောင်းမပြောနိုင်ဘူးအပြစ်ပဲပြောတယ်သူများတိုးတက်တာကိုမကြည့်နိုင်ဘူးသူများအောင်တာကိုမကြည့်နိုင်ဘူးအဲ့ဒါကအိတ်တာကိုအောင်တာကိုသူများနဲ့မအောင်စေချင်တာကမစ္စရိယအဲ့လိုဒီသဘာဝနှစ်ခုဟာအလုံးဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်ကြတာဖြစ်တယ်အဲ့တော့ပြရလို့ဆိုတာကိုကြိုက်တယ်ကိုချစ်တယ်လို့ဆိုတဲ့အရာကြတော့မစ္စရိယနဲ့ပူတွဲလာတယ်ဒါကြောင့်မစ္စေရယုတ်တာကလဟာဝိဝါဒရှံမွေတွေအငင်းခုန်တွေဟာဒီဝန်တိုမှုနဲ့ပတ်သက်ပြီးတော့ဖြစ်ကြတယ်တဲ့အဲ့ဒီလိုဝန်တိုမှုနဲ့ပတ်သက်ဖြစ်လာလို့လောကကြီးမှာညင်းကြတယ်ခုန်ကြတယ်ဆိုတာကြတော့အငင်းခုန်ဖြစ်လာတာနဲ့တပြိုင်နက်ဘာတွေပို့ပြီးတော့ဖြစ်လာတော့ဆိုသွေးခွဲမှုတွေဖြစ်လာမောင်နှမချင်းချင်းမတက်အောင်သွေးခွဲလာတယ်မိတ်ဆွေချင်းချင်းမတက်အောင်လှုပ်လာတယ်ပိတုဏဆိုတာသွေးခွဲတာနော်ခင်မင်းနဲ့ဆက်ဆံရေးပြပြအောင်လှုပ်တာကိုသွေးခွဲတယ်လို့ခေါ်တယ်တုံးနဲ့တူမပေါင်းမိအောင်သွေးခွဲတယ်အဲ့ဒီသွေးခွဲတယ်ဆိုတဲ့မစ္စရိယတရားတွေဟာဝိဝါဒဖြစ်လာတာနဲ့တပြိုင်နက်ပို့ပြီးတော့မြင့်တက်လာတယ်တုံးနဲ့တူညညခုန်ညပြီးဆိုရင်သွေးခွဲမှုပါလာတယ်လို့ပြောတယ်မတဲ့တော့ဘူးလေသွေးခွဲမှုတွေဝင်လာတယ်ဒါညီညွတ်ရေးပြားတယ်ဆိုတာမြန်မာတွေရဲ့လူအတိုင်းဝိုင်းမှာပို့ပြီးတော့များတယ်လို့တော့ပြောနိုင်မြန်မာလူမျိုးတွေရဲ့အတိုင်းဝိုင်းမှာဒီတုံးနဲ့တူအငင်းပွားတာတွေအငင်းပွားလို့တူနဲ့တူမတက်အောင်သွေးခွဲတာတွေအဲ့တော့မ
မိဘနဲ့သာသမီမပြောနိုင်မဆိုနိုင်မခေါ်နိုင်ဖြစ်တယ်ညီကိုမောင်နှမအချင်းချင်းမပြောနိုင်မဆိုနိုင်မိတ်ဆွေသင်္ကာအချင်းချင်းမပြောနိုင်မခေါ်နိုင်ဖြစ်သွားအိမ်နာနေချင်းမပြောနိုင်မခေါ်နိုင်ဖြစ်ကုန်မတည့်ကြတာအဲ့တော့အဲ့ဒါတွေဟာချစ်ခင်မှုကချစ်ခင်တဲ့အရာကိုအစပြုပြီးတော့အဲ့ဒီပေါ်မှာအမိပြုပြီးတော့ဖြစ်ကြတာပါလို့မုန်းနေတဲ့အရာပေါ်မှာဒါမဖြစ်ဘူးချစ်ခင်မြတ်နိုးတဲ့အရာနဲ့ပတ်သက်ပြီးတော့ဖြစ်ကြတာလို့ဆိုလို့ဒီလိုပထမမေခွန်းနဲ့အဖြေကခုလိုအဲ့တော့ဒီကလဟဝိဝါဒတုံးမှာမေခွန်းနဲ့အဖြေလေးတွေကိုချိတ်ဆက်ပြီးတော့သွားတာနော်နောက်မေခွန်းတစ်ခုထပ်မေးတာတော့ဘာတော့ဆိုအငြင်းကုန်ဖြစ်တာတို့ရံဖြစ်ကြတာတို့ငိုကြရီးကြတာတို့ဆိုတာချစ်ခင်မြတ်နိုးတဲ့အရာကစတယ်လို့ဒီလိုဖြေထားတဲ့အဖြေကိုပဲကြည့်ပြီးတော့မေခွန်းလုပ်ပြန်တယ်ပိယတုလောကသမိန်ကုတောနိဌာနာယေစာပိလောဘဝိစရန္တိလောကေအာသာစနိဋ္ဌာစကုတောနိဌာနာယေတံပရာယသနရတဟွန်တိရှေ့ကအဖြေလေးကိုကြည့်ပြီးတော့မေခွန်းတစ်ခုဆက်လိုက်ပြန်တယ်ချစ်ခင်မြတ်နိုးခြင်းကြောင့်လို့ဖြေထားသည့်အတွက်ကြောင့်ချစ်ခင်မြတ်နိုးခြင်းကစတယ်လို့ဖြေထားတော့ဒါဖြင့်လောကမှာချစ်ခင်မြတ်နိုးတယ်ဆိုတာတော့ဘာကြောင့်ဖြစ်ရလဲနော်ဘာကြောင့်ချစ်ခင်ကြတယ်ဘာကြောင့်မြတ်နိုးကြတယ်ဆိုတာတော့ဘာကြောင့်ဖြစ်ရတာလဲအဲ့ဒီမိကုံမေးတော့လောကမှာချစ်ခင်မှုဆိုတာဘာကစတာလဲလောကမှာလောဘကြီးသူတွေသွားလာနေကြတယ်အဲ့ဒီလောဘကရောဘာကစတာလဲလိုချင်မှုတောင်းတမှုရရှိပြည့်စုံမှုတွေကရောဘာကစကြတာလဲဆိုလိုတာတော့လူရဲ့အားထားရာဖြစ်တဲ့တောင်းတမှုနဲ့ပြည့်စုံမှုကိုလိုချင်တာရတယ်တောင်းတတယ်ဒါလူရဲ့သဘာဝလိုချင်တယ်လိုချင်လိုပါပြည့်တယ်အဲ့ဒါတွေကရောဘာကစတာလဲဆိုမိကုံထပ်ပြီးတော့မေးပြန်တာနော်အဲ့တော့လောကမှာချစ်ခင်မှုဆိုတာဘာကစတာတုံးဆိုတဲ့မိကုံကိုသန္တာနိဒာနာသန္တာနိဒာနာနိပိယနိလောကေယေစာပိလောဘဝိစရန္တိလောကေအာသာစနိဋ္ဌာစဣတောနိဒာနာရှေတံပရာယာယနရတဟွန်တိတော့ကြောင်းချိုးကဆက်နေတာပရိစ္ဆေသမုပ္ပါလို့သွားတာအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်ဒါဖြင့်အကြောင်းအနေဆက်လာလို့ရှိရင်ဥပမာအိုခြင်းသေခြင်းကဇာတိကြောင့်ဖြစ်တယ်ဒါဖြင့်ဇာတိကဘာကြောင့်ဖြစ်ဘဝဆိုတဲ့ကံကြောင့်ဖြစ်တယ်ကမ္မဘဝကြောင့်ဖြစ်တယ်ဒါဖြင့်ကမ္မဘဝကဘာကြောင့်ဖြစ်လဲဥပါဒံကြောင့်ဖြစ်တယ်ဥပါဒံကဘာကြောင့်ဖြစ်တာတော့တဏှာကြောင့်ဖြစ်တယ်တဏှာကဘာကြောင့်ဖြစ်တာတော့ဝေဒနာခံစားမှုကြောင့်ဖြစ်တယ်ဝေဒနာခံစားမှုကဘာကြောင့်ဖြစ်တာတော့ဖတ်တာကြောင့်ထိတွေ့မှုဆုံတွေ့မှုကြောင့်ဖြစ်တယ်ထိတွေ့မှုဆုံတွေ့မှုဆိုတဲ့ဖတ်တာဘာကြောင့်ဖြစ်တာတော့ဆိုအာရဏ6ပါးကြောင့်ဖြစ်တယ်အာရဏ6ပါးကဘာကြောင့်ဖြစ်တာတော့ဆိုနန္ဒီယုတ်တိရှိလို့ဖြစ်တယ်နန္ဒီယုတ်တိကဘာကြောင့်ဖြစ်တာတော့ဆိုပရိသေရိစိတ်ဆိုတဲ့ဝိညာဉ်ကြောင့်ဖြစ်တာပရိသေရိစိတ်ဆိုတဲ့ဝိညာဉ်ကဘာကြောင့်ဖြစ်တာတော့သင်္ခါရကြောင့်ဖြစ်သင်္ခါရဆိုတဲ့ကံတရားကြောင့်ဖြစ်တာဒါဖြင့်သင်္ခါရဆိုတဲ့ကံတရားကဘာကြောင့်ဖြစ်တာဟောပရိစ္ဆေသမုပ္ပါကိုအောက်ခြေကနေစပြီးအကြောင်းရှာတယ်လို့ပဲဒီမှာလည်းပဲခုနကညဉ့်ညခုံညတာတွေရံဖြစ်ကြတာတွေဟာပိယဝတ္ထုပိယပုဂ္ဂလကြောင့်ဖြစ်တယ်ဆိုအဲ့ဒီပိယဝတ္ထုချစ်ခင်မှုကတော့ဘယ်သူကြောင့်ဖြစ်တာလဲဒီလိုမေးတာပဲအကြောင်းကိုဆက်မေးတဲ့သဘောနော်အဲ့ဒီကြတော့ချစ်ခင်မှုကဘာကြောင့်ဖြစ်တာတုံးဆိုသန္တာနိဒာနာနိပိယနိလောကေလောကမှာဒီချစ်ခင်မှုဆိုတာတွေဟာသန္တာကြောင့်ဖြစ်တာပါ
ဆန္ဒဆိုတာလည်းပဲဒီနေရာမှာဆန္ဒကနှမျိုးရှိတယ်ကုသိုလ်နဲ့ပတ်သက်တဲ့ဆန္ဒရှိတယ်လောဘနဲ့ပတ်သက်တဲ့ဆန္ဒကြတော့လောဘအနုဇာလို့ပြောရမှာဖြစ်တယ်နော်အနုဇာစိတ်ဆန္ဒဆိုတော့ပေါ်လျောင်ပြောမယ်ဆိုရင်လူတစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ဖို့ရအတွက်သူနဲ့သိချင်တယ်ဆိုတဲ့ဆန္ဒအရင်ဖြစ်လာလေသူနဲ့မိတ်ဖွဲ့ချင်တယ်အတိအကျွမ်းလုပ်ချင်တယ်ဒီဆန္ဒအစားလားအဲ့ဒီဆန္ဒကနေအတိအကျွမ်းဖြစ်လာပြီဆိုတော့ချစ်ခင်မှုဆိုရင်ဆင်းရောက်သွားတယ်အဲ့တော့အစလေးကဆန္ဒလေးကစားတာတွေ့ချင်တယ်မြင်ချင်တယ်ခင်ချင်တယ်မင်းချင်တယ်ဆိုတော့အဲ့ဒါတွေကဆန္ဒတွေပဲအဲ့ဒီဆန္ဒကိုအကြောင်းပြုပြီးတော့ချစ်ခင်နဲ့မြတ်လို့တယ်ဆိုတာလာသွားတာအဲ့တော့ဒီနေရာမှာဆန္ဒဆိုတာအနုစာဖြစ်ချင်တယ်ဆိုတဲ့တဏှာပဲပိယဆိုတာကြတော့တကယ်ကိုချစ်ခင်ပြီးသားဆင်ရောက်သွားတယ်ပေါ့သူဆိုလိုတာအဲ့တော့အနုစာတဏှာအရင်စာတဏှာအဲ့တော့အနုကမှအရင်ဖြစ်တာဒါကြောင့်မို့သန္တာနိဒာနာနိပိယနိလောကေချစ်ခင်တဲ့ပုဂ္ဂိုလ်နဲ့အရာဝတ္ထုဆိုတာတဲ့စိတ်ဆန္ဒကစလာတာပါဖြစ်ချင်တဲ့ခင်ခြင်းနဲ့တွေ့ခြင်းနဲ့ဆိုတဲ့ဆန္ဒကစဖြစ်တာပါလို့သူတို့ဖြေတယ်နော်အဲ့တော့လောကမှာလူတွေဟာလောဘရှိတဲ့လူတွေဟာလောကမှာအများကြီးရှိတယ်လောဘကြီးတဲ့လူတွေလောကမှာအများကြီးရှိတယ်လောဘမရှိတဲ့လူဆိုတာမရှိသလောက်လူချင်းလောဘတွေနဲ့လူလောကမှာသွားလာနေကြတဲ့လူတွေအဲ့ဒီလူချင်းလောဘသူတို့ရဲ့တဏ္ဍမှာဖြစ်တဲ့လူချင်းလောဘဆိုတာဘယ်ဟာစတာတော့ခုနကချစ်ခင်တာလဲဆန္ဒကစတာလူချင်းတက်မဲ့တဲ့လောဘဘယ်ဟာစတာဒါလဲဆန္ဒကစတာပဲနော်ဆိုတော့ကားလေးတစ်စီးတော့ဝယ်ဦးမှာပဲဆန္ဒအရင်ဖြစ်တယ်ပတ်စံလေးရှိလာလို့ရှိရင်အိမ်လေးလှလှပပဆောက်အောင်မယ်အိမ်လေးနဲ့နေချင်တယ်ဆိုဖြစ်လာဆန္ဒပဲအဲ့ဒီကနေပြီးတော့ပို့ပြီးတော့လိုချင်လာတဲ့လောဘတွေကတက်လာတာပို့ပြီးတော့လောဘဆိုတာရပ်သွားတာမဟုတ်ရှားမသွားသည့်အတွက်ကြောင့်မြေတစ်ကွက်ရှိရင်နှစ်ကွက်လိုချင်တအိမ်ရှိရင်နှစ်အိမ်လိုချင်ပတ်စံက100ရှိရင်200လိုချင်တယ်200ရှိရင်300လိုချင်ရှားသွားတာမရှိတော့အဲ့ဒါဒီအလုံးဟာလည်းပဲအသေးဖွဲဖြစ်တဲ့လိုချင်မှုဆိုတဲ့ဆန္ဒကနေလာပြီးတော့မမောမှုရှားလိုမှုသိမ့်ပိုက်မှုဆိုတာတွေလောဘတွေဖြစ်လာတယ်လောဘဆိုတာအဲ့ဒီလိုချင်တယ်ရှားချင်တယ်ဆိုတဲ့ဟာလေးကစလာတာလို့သူဆိုလို့ရပေါ့နော်ယေစာပိလောဘဝိနိလောကေလိုချင်တတ်တဲ့ပုဂ္ဂိုလ်တွေလောကမှာရှိနေကြတယ်အဲ့ဒီသူတို့ရဲ့လောဘဟာလည်းဆန္ဒဆိုတဲ့ဖြစ်ချင်မှုကစတာပါပဲတဲ့နောက်တစ်ခုကအာသာစနိဋ္ဌာစလူတွေကမျောလင်းချက်ထားတာကအာသာမျောလင်းချက်ထားတာကအာသာမျောလင်းချက်အတိုင်းပြည့်စုံတာကနိဋ္ဌာအလုံးကလုတ်ပြီဆိုလို့ရှိရင်မျောလင်းချက်နဲ့လုတ်ကြတာမျောလင်းမှုတစ်ခုနဲ့ထီထိုးတာလဲမျောလင်းချက်နဲ့ထိုးတာပဲလေမျောလင်းချက်နဲ့ထိုးတာအဲ့ဒီမျောလင်းချက်အတိုင်းလှုပ်ဆောင်တဲ့အခါမှာအောင်မြင်တာရှိတယ်မအောင်တာဖြစ်ရှိအောင်မြင်သွားလို့ရှိရင်နိဋ္ဌာလို့ခေါ်တယ်မျောလင်းတယ်ပိုင်ဆိုင်တယ်ကိုလိုချင်တယ်ရတယ်ဒါတွေရရှိတယ်အဲ့တော့လူရဲ့သဘာဝမှာမျောလင်းတောင်းတတာရဲ့ရရှိလာတယ်ဆိုတာတွေလေဒီအနေထားတွေကလည်းဘာကြောင့်ဖြစ်တာတော့ဆို
ဆန္ဒကစားတာပဲတဲ့အကုန်လုံးဟာနော်ဖြစ်ခြင်းနဲ့ဆန္ဒကစားအကုန်လုံးကဖြစ်ခြင်းနဲ့ဆန္ဒကစားဖြစ်ခြင်းနဲ့ဆန္ဒဆိုတာအာသေးတဲ့တဏှာတော့မရသေးလို့ရှိရင်သိမတွေ့တာသေးဘူးရပြီဆိုတော့မှပိုကြီးလာတာလောဘကမရသေးခင်အနုစာလို့ခေါ်တာပေါ့တဏှာရဲ့သဘောကမရခင်လိုချင်တယ်ရရင်သိမ့်ပိုက်ထားတယ်ဆုပ်ကင်ထားတယ်မရခင်ကလိုချင်တာကဒီနေရာမှာဆန္ဒရတဲ့အခါသိမ့်ပိုက်ထားတာကြတော့လောဘလို့ခွဲခြားမှတ်ရမှာဖြစ်တယ်အဲ့တော့အဲ့ဒါတွေအားလုံးဟာဒီမှာဖြေးနေတာအကုန်လုံးဟာလောကမှာရှိသမျှပြဿနာတွေကဘယ်သူကစတာတော့ဘယ်သူကြောင့်ဖြစ်ရတာတော့ဆိုချစ်ခင်မှုကြောင့်ချစ်ခင်မှုကဘာကြောင့်စတာဖြစ်ခြင်းချစ်ခင်ခြင်းနဲ့ဆန္ဒကစတယ်လို့သူဆိုတာမြတ်စွာဘုရားကပညာကိုဘယ်လိုနည်းနဲ့ရနိုင်တယ်လဲလို့ဟောတဲ့အခါမှာကထံသူလဝတိပညာကိုဘယ်လိုလုပ်ရင်ရနိုင်တုံးဆိုအဲ့ဒီစကားကိုဖြေတော့သုတ်တုတာလဝတိပညာသိချင်တဲ့ဆန္ဒကစတာပဲအဲ့ဒါလေသိချင်တဲ့ဆန္ဒရှိရင်သိတဲ့ပညာရအဓိကဆန္ဒအရင်ဖြစ်တာလေအလုံးလိုချင်တဲ့ဟာအရင်ဖြစ်တယ်ပြီးတဲ့အခါကျတော့မှကိုလိုချင်တာရတယ်မရဘူးဒီလိုသွားတာဒါကြောင့်အဲ့ဒါကိုရည်ညွှန်းတဲ့ဆန္ဒဆိုတဲ့စကားလုံးလူတွေသိမ့်ပိုက်ထားတဲ့လောကမှာပစ္စည်းတွေအလုံးကိုလိုချင်တာတွေအလုံးအဲ့ဒါတွေဟာအလုံးဟာဆန္ဒကစားတာပါလို့ပြရဆိုတဲ့စုပ်ကိုင်သိမ့်ပိုက်ထားတဲ့ကိုမျက်နှိုးတဲ့အရာတွေအနုစားဖြစ်တဲ့လိုချင်တဲ့ဆန္ဒကနေစပြီးတော့ဖြစ်တာပါလို့သူတို့ဟောတာသူတို့ဖြေလိုက်တာအဲ့တော့မေးလာတာကဘယ်အစားမေးလာတော့ဆိုပြန်ကောင်းအောင်မယ်ဆိုရင်ညညခုံကြတာရံဖြစ်ကြတာဘယ်အစားပြီးရောက်ချစ်ခင်တဲ့ရာဝတ္ထုကစားတယ်ချစ်ခင်တဲ့ရာဝတ္ထုကဘယ်အစားတာတော့ဆန္ဒကစားအခုတည်းကထပ်ပြီးတော့မေးလိုက်မယ်အဲ့ဒီဆန္ဒကတော့ဘယ်အစားတာတော့နော်အလုံးဟာအကြောင်းတရားတွေရှိတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါကြောင့်တတိယမြောက်မေးခွန်းမှာတော့သန္တောနုလောကသမိန်ကုတောနိဒာနောလောကမှာဆန္ဒကကိုဘာကြောင့်ဖြစ်တာလဲပိယကြောင့်ဖြစ်တယ်ဆိုရင်ပိယကဘာကြောင့်ဖြစ်ဆန္ဒကြောင့်ဖြစ်တယ်ဆန္ဒကကိုဘာကြောင့်ဖြစ်တယ်လဲဟောမေးခွန်းဆက်မေးတာလောကမှာဆန္ဒဆိုတာကရောဘာကြောင့်ဖြစ်တာလဲဝိနိစ္စယပိကုတောပဟုတာလူတွေကရရှိပြီးတဲ့အခါမှာစိတ်နှလုံးဒုံဒုံချသွားတာရှိတယ်နော်မရသေးရင်စိတ်နှလုံးငါဟာလို့မသိမ့်ပိုက်သေးဘူးရှားသွားပြီးလို့ရှိရင်ငါဟာလို့ဆုံးဖြတ်ချက်ချတာဝိနိစ္စယလို့ခေါ်တယ်ငါပိုက်ပြီဆိုတာဆုံးဖြတ်ချက်ချတယ်လေအဲ့ဒီမှာဝိနိစ္စယပိကုတောပဟုတာငါဟာဆိုတဲ့တဏှာဒိဋ္ဌိအမြင်နဲ့ဆုံးဖြတ်ချက်ချမှုကလည်းဘာကစားတာလဲကောရောမောတဝိသံကထံကထာသရေစာပိဓမ္မသမဏေနဝုဒ္ဓလောကမှာအဆိုးတရားတွေဆိုတာရှိတယ်ဘာတွေတော့ဆိုရင်အမျက်ဒေါသဒါလည်းအဆိုးတရားပဲတူနဲ့တူမှအမျက်ဒေါသတွေဖြစ်ကြတယ်အဲ့ဒီအမျက်ဒေါသနောက်တစ်ခုကလိန်ညာတဲ့မုသဝါဒနောက်တစ်ခုကတန်တရားအဲ့တော့အမျက်ဒေါသတို့မုသဝါဒတို့ရှုံးမတန်တရားတို့ဆိုတာကရောဘာကစားတာလဲလို့ဒီမေကုန်းမှာအဲ့ဒါတွေကိုဆက်မေးပြန်တယ်ပေါ့နော်သန္တောနုလောကသမိန်ကုတောနိဒာနောဝိနိစ္စယပိစ္ဆာကုတောပဟုတာ
ကောရောမောဒဝိစင်္စကထံကထာယေစာပိဓမ္မသမဏေနဥဒ္ဒါအဲ့ဒီအဆိုတရားတွေကိုရှင်တဲ့ကိရိတာငြိမ်းပြီးဖြစ်တဲ့သမဏဖြစ်တဲ့အရှင်မြတ်ကထုတ်ဖော်ဟောထားတာတွေရှိတယ်တဲ့အဲ့ဒါတွေကိုထောက်ပြပြီးတော့မိဂုံးတစ်ခုထပ်မေးတာပဲဖြစ်တယ်အဲ့ဒီမိဂုံးကိုဖြေဆိုတဲ့အခါကျတော့တာတံအတတံတိယမဟုလောကေအဲ့တော့သန္တာဆိုတာဘယ်ဟာစဖြစ်တာတော့ဆိုတာနဲ့ပတ်သက်ပြီးတော့တာတံအတန္တံတိယမဟုလောကေတမူပနေတယပဟောတိသန္တောရူပေတုဒိဋ္ဌဝဝိပဝံဘဝံစဝိနိစ္စယံကုပ္ပတိသန္တုလောကေတဘာဝတရားတွေဟာတစ်ခုနဲ့တစ်ခုဖြိုးချောင်းအနေနဲ့ဆက်ဆက်ပြီးတော့နေအဲ့တော့လောကမှာပြောနေကြတဲ့ခြေနှက်စရာမခြေနှက်စရာဒုက္ခဒုက္ခပြောစရာမပြောစရာလောကမှာနှမျိုးရှိနေတယ်နော်ဒုက္ခရှိသလိုဒုက္ခရှိတယ်အစဉ်ပြေတာရှိသလိုအစဉ်မပြေတာရှိတယ်စိတ်ဝင်စားစရာရှိသလိုစိတ်မဝင်စားစရာလည်းရှိတယ်အဲ့တော့ခြေနှက်စရာရှိသလိုမခြေနှက်စရာတွေကလည်းရှိတယ်လောကမှာအဲ့တတအတတဆိုရယ်ကွဲပြားခြားနားမှုတွေတတဆိုတာတာယာစရာကောင်းတဲ့အနေထားအတတဆိုတာတာယာစရာမရှိတဲ့အနေထားတနည်းပြောမယ်ဆိုရင်ဒုက္ခနဲ့ဒုက္ခဒုက္ခနဲ့ဒုက္ခနောက်ဝမ်းနေခြင်းနဲ့ဝမ်းသာခြင်းဒေါမနတကဝမ်းသာခြင်းဒေါမနတကဝမ်းနေခြင်းဝမ်းသာဝမ်းနေခြင်းရောဘယ်လာတာလဲဘာကြောင့်လဲအဲ့တော့လောကကြီးမှာကြည့်လိုက်မယ်ဆိုရင်တဲ့ခြေနှက်စရာမခြေနှက်စရာဒုက္ခဒုက္ခဝမ်းသာခြင်းဝမ်းနည်းခြင်းလူချင်းစရာကောင်းခြင်းလူချင်းစရာမကောင်းခြင်းနော်အဲ့ဒီလိုကွဲပြားခြားနားမှုဆိုတာတွေကရှိနေတယ်အဲ့ဒါကိုအမိပြုပြီးတော့ကောင်းတာကိုလူချင်းတဲ့ဆန္ဒအဖြစ်တာလေကောင်းတာလိုချင်တယ်ဆိုရင်ဆန္ဒဖြစ်တာကွဲပြားခြားနားမှုမရှိဘူးဆိုရင်အဲ့ဒီဆန္ဒဖြစ်မှာပေါ့ဒီဆန္ဒကဒုက္ခဒုက္ခဆိုတာနှမျိုးတွေ့တဲ့အခါမှာသူ့ဖို့ရွေးချယ်စရာတစ်ခုဖြစ်လာတယ်ဒါကြောင့်ဒီကျင့်တ်စရာနဲ့မကျင့်တ်စရာဝမ်းသာစရာနဲ့ဝမ်းနည်းစရာအဲ့ဒါတွေမှာသူရွေးချယ်မှုတွေဝင်လာတယ်ရွေးချယ်မှုတွေဝင်လာတယ်အဲ့ဓာတွေကိုအမိပြုတ်ပြီးတော့လူတွေရဲ့ရင်ထဲမှာလူချင်းနဲ့ဖြစ်ချင်းနဲ့မဖြစ်ချင်းဘူးဆိုဆန္ဒတွေရောက်လာဖြစ်ချင်တာလဲဆန္ဒပဲမဖြစ်ချင်တာလဲဆန္ဒရချင်တာလဲဆန္ဒပဲမရချင်တာလဲဆန္ဒအဲ့ဒီစိတ်ဆန္ဒတွေဆန္ဒဆိုတာတွေကပေါ်လာတယ်ပေါ့နော်အဲ့ဒါကိုအမိပြုတ်ပြီးတော့ဒီကောင်းမကောင်းကွဲပြားခြားနားမှုကိုမိပြုပြီးဆန္ဒဆိုတာဖြစ်လာတယ်တမူပနေတယပဟောတိသန္တောအဲ့တော့မြတ်စွာဘုရားကသဘာဝတရားတွေဟာအကြောင်းပဲဖြစ်တာမဟုတ်ဘူးဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်တယ်ဆိုတော့ရှင်းလင်းဟောကြားနေတာပဲဖြစ်တယ်ရှင်းလင်းဟောပြအဲ့တော့ရူပေတုဒိဋ္ဌဝဝိဘဝံဘဝံစဝိနိစ္စယံကုပ္ပတိသန္တုလောကေရှုပ်ဝတ္ထုတွေနဲ့ပတ်သက်လာတဲ့အခါမှာဝိဘဝဆိုတာပျက်စီးသွားတာဘဝဆိုတာတိုးတက်ဖြစ်ပေါ်လာတာအဲ့တော့ရှုပ်ဝတ္ထုတွေဟာကောင်းတဲ့ကောင်းလာတာရှိသလိုဆိုးတဲ့ဆိုးသွားတာလည်းရှိပြီးသားပျက်စီးသွားတာရှိတယ်နော်ဘဝဝိဘဝတိုးပွားလာခြင်းပျက်စီးခြင်းဆုတ်ယုတ်ခြင်းဥမာမဲ့ဆိုတော့လူတယောက်ဟာစိုက်ပျိုးရေးလုပ်တယ်စိုက်ပျိုးရေးကိုအကြောင်းပြုပြီးတော့စီးပွားဥစ္စာတွေတိုးတက်လာတယ်သို့မဟုတ်လူတယောက်ကျတော့စီးပွားဥစ္စာတွေပြတ်သွားတယ်အဲ့ရုပ်ထုတွေနဲ့ပတ်သက်ပြီးတော့တိုးတက်ခြင်းဆုတ်ယုတ်ခြင်းဆိုတာဖြစ်တယ်
ဝင်ငွေထွက်ငွေနဲ့ပတ်သက်ပြီးတော့လဲတိုးတက်ခြင်းလို့ဆိုရခြင်းဂုဏ်သတင်းနဲ့ပတ်သက်ပြီးတော့လဲတိုးတက်ခြင်းဆိုရခြင်းဒါတွေကရှိနေတာအများအားရှိတိုးတက်တယ်ဆိုရတဲ့ဆိုတာဒီကွဲပြားခြားနားလာတယ်အဲ့ကြတော့ဘာဖြစ်လာတော့ဆိုအဲ့လိုအခြေအနေမျိုးနဲ့ကြုံလာတဲ့အခါကျတော့ငါဟာတို့ငါဆိုတဲ့မာရွေနဲ့တဏှာဆိုတဲ့အတွေးဒိဋ္ဌိဆိုတဲ့အမြင်တွေနဲ့ဆုံးဖြတ်ချက်တွေဖြစ်ပေါ်လာတယ်လောကကြီးမှာဆုံးဖြတ်မှုတွေဖြစ်လာတယ်အဲ့တော့ပျက်စီးမှုချီးပွားမှုဆိုးရွားမှုကိုအကြောင်းပြုပြီးတော့ဒီလူတွေရဲ့ရှင်တဲ့နှလုံးထဲမှာတတ်မှတ်မှုတွေဖြစ်လာတယ်လို့ဆိုလို့ရတယ်ပေါ့ဒါကြောင့်မို့ခင်မီတိုးတက်တယ်လို့ဆိုးရုပ်တယ်ပျက်စီးတယ်ဆိုတာဒီလိုအခြေအနေတွေကိုသုံးသပ်ပြီးတော့လူတွေရဲ့ဒီလူချင်မှုတွေတတ်မဲ့မှုတွေဆုပ်ကိုင်မှုတွေအပြစ်တင်မှုတွေဝေဖန်မှုတွေဆွဲဟာတွေဖြစ်လာတာပဲအဲ့တော့ဆိုးခြင်းပြပြခြင်းကိုအကြောင်းပြုပြီးတော့တာတအတာတဆိုတာတွေကိုအခြေခံပြီးတော့ကောင်းမကောင်းဆိုတာတွေကိုအခြေခံပြီးတော့လူတွေရဲ့စိတ်ဆန္ဒကလည်းအမျိုးစုံဖြစ်လာတယ်အမျိုးစုံဖြစ်လာတဲ့အပြင်ကိုယ်ပိုင်ဆိုင်တဲ့အရာတွေကလည်းတိုးတက်ခြင်းဆိုးရွားခြင်းဆိုတာတွေလည်းကြုံတွေ့လာတယ်အဲ့ဒီကြုံတွေ့လာတဲ့အခါမှာမမှန်ကန်ကန်ဆုံးဖြတ်တာမဟုတ်ပဲနဲ့ငါဟာလို့ဆိုရယ်ပိုင်ဆိုင်မှုကိုဆုံးဖြတ်တာဒိဋ္ဌနာဆိုတာငါဟာလို့သိမ့်ပိုက်ပြီးတော့ဆုံးဖြတ်တာဒိဋ္ဌိဆိုတာငါဆိုတဲ့အမြင်နဲ့ဆုံးဖြတ်တာအဲ့ဒါကိုပဲဆုံးဖြတ်တယ်လို့သုံးတာเนาะဒီနေရာမှာစိတ်ထဲမှာပိုင်းဖြတ်တယ်ပေါ့ပြောရတာဆိုပိုင်းဖြတ်ထားတယ်အဲ့ဒီပိုင်းဖြတ်မှုတွေကိုလောကလူတွေဟာလောက်ကြတယ်တဲ့ပိုင်းဖြတ်မှုတွေကိုအကြောင်းပြုပြီးတော့ဆိုးခြင်းကြီးပွားတိုးတက်ခြင်းဆိုတာဒါတွေဖြစ်ပေါ်လာတယ်ဒါကဒီဆန္ဒဖြစ်ပေါ်လာပုံအကြောင်းတရားကိုဒီဟောတာပဲဖြစ်တယ်ပေါ့နော်ကောတောမောတဝိစင်္စကထံကထောစဣတိဓမ္မာဒွါယမေဝတန္တေကထံကတိညာဏပထာယသိက္ခိယတဝါပောဟုတ်တာသမဏေနဓမ္မာအဲ့တော့လောကမှာအကောင်းဆုံးလူကျင်စရာကောင်းတာနဲ့လူကျင်စရာမကောင်းတာခြေနှက်စရာကောင်းတာနဲ့ခြေနှက်စရာမကောင်းတာဝမ်းသာစရာကောင်းတာနဲ့ဝမ်းသာစရာမကောင်းတာတွေဒါတွေပေါ်မှာချိပြီးတော့လူတွေရဲ့လူရင်းဆန္ဒတွေဟာဖြစ်ပွားလာတယ်တဲ့ပျက်စီးတာဆိုးရုပ်တာကြီးပွားတာတိုးတက်တာပျက်စီးဆိုးရုပ်တာဒါတွေကိုကြည့်ပြီးတော့လည်းပဲလူတွေရဲ့တဏှာတွေဒိဋ္ဌိတွေတိုးတက်လာတယ်လို့ပြောတာမာယွန်းနဲ့အမြင်တွေမာယွန်းနဲ့ဆုံးဖြတ်ချက်တွေဒါတွေဟာများတဲ့များပြီးတော့လာတယ်များပြီးတော့လာတယ်အဲ့တော့ဒါတွေသာလောကမှာဖြစ်တာလားလို့ဆိုတဲ့အခါမှာဒီတရားပွဲကျင့်ဆရာကောင်းတာနဲ့ကျင့်ဆရာမကောင်းတာနှမျိုးကိုအကြောင်းပြုပြီးတော့ခုနပြောတဲ့ဆန္ဒတင်ဖြစ်တာလားမဟုတ်ဘူးနော်ဆန္ဒဆိုတဲ့လူချင်းဆန္ဒတင်ဖြစ်တာလားဆိုမဟုတ်ဘူးတဲ့အဲ့ဒီကျင့်ဆရာကောင်းမကောင်းဆိုတဲ့အပေါ်မှာဘာတွေဖြစ်လာတော့ဆိုကိုတော်မြေဒေါသတွေဖြစ်လာကြတယ်ကျင့်ဆရာမကောင်းတဲ့အပေါ်မှာအမြေဒေါသတွေဖြစ်လာကျင့်ဆရာမကောင်းတဲ့အရာဆိုတာအနိဋ္ဌာယုံလေအဲ့တော့လောကမှာဒေါသဖြစ်တယ်ဆိုတာအကြောင်းပဲဖြစ်တာတော့မဟုတ်ဘူးဒါကြောင့်မို့ဒေါသဖြစ်ခြင်းရဲ့အကြောင်း၉မျိုးဆိုတာဟောထားရှိတယ်နော်လူတွေစိတ်ဆိုးပြီဆိုတာဘာနဲ့ပတ်သက်စိတ်ဆိုးတာတော့ကိုယ့်ရဲ့မကောင်းကျိုးကိုတစုံတစ်ယောက်ကလှုပ်တာ
ကိုယ့်ရဲ့အပြစ်ကိုတစ်စုံတစ်ယောက်ကပြောတာကိုချစ်ခင်သူရဲ့မကောင်းကျိုးကိုတစ်စုံတစ်ယောက်ကလုပ်တာကိုနဲ့မတည့်သူရဲ့အကျိုးတရားကိုတစ်စုံတစ်ယောက်ကလုပ်တာဆိုပါစို့ကိုရဲ့အကျိုးတော့ဖြည့်ဆည်းတယ်ကိုဘက်သားရဲ့အကျိုးလည်းဖြည့်ဆည်းတယ်ကိုနဲ့မတည့်တဲ့တစ်ဖက်သားရဲ့အကျိုးဆောင်ရွက်တဲ့အားပေးတယ်ပေါ့လောကမှာဆိုတာလူတယောက်ဟာနှစ်ယောက်ရှိနှစ်ယောက်ကဘာလို့ဆိုကိုကအလဲကောင်းထားလိုက်မိမိကိုယ်တိုင်ကတယောက်မိမိကိုယ်တိုင်ကတူကခင်မင်းသူတူကမုန်းတီသူညခုဖြစ်လာတယ်မိမိနဲ့ခင်မင်းသူရဲ့မိမိနဲ့မုန်းသူရဲ့ဆို3ယောက်ဖြစ်သွားတယ်အဲ့ဒီ3ယောက်မှာသူ့ရဲ့စိတ်နေသဘောထားဘယ်လိုကွဲသွားခင်မင်းသူအပေါ်ကျရင်တမျိုးထားတယ်မုန်းတီတဲ့အပေါ်မှာတမျိုးထားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူကောင်းတဲ့မှာဘာတွေးတုံးဆိုအဲ့တော့ကိုယ်တိုင်ဟာကိုတော့ခင်မင်းရဆုံးပေါ့အတ္တသမံပေမနတ္ထိလို့ဆိုတဲ့အတိုင်းကိုအချစ်မြတ်ဆုံးအချစ်ဆုံးပဲလူတိုင်းဒါမို့တဝူတယောက်ကကိုယ့်ရဲ့မကောင်းကျိုးကိုလှုပ်ပြီးဆိုလို့ရှိရင်ဒေါသဖြစ်တယ်တခါကိုချစ်ခင်တဲ့မိတ်ဆွေရဲ့အကောင်းကျိုးကိုလှုပ်ပြီးဆိုရင်ဒေါသဖြစ်တယ်ကိုနဲ့မတည့်တဲ့ကိုရန်သူကိုအားပေးအားမြောက်ပြုပြီးဆိုရင်ဒေါသဖြစ်တာအဲ့တော့ဒီ3ယောက်အပေါ်မှာဒေါသဖြစ်တာကိုအတိတ်နာက3မျိုးနဲ့ခွဲလိုက်မယ်ဆိုလို့ရှိရင်9ခုဖြစ်သွားတယ်9ခုဖြစ်သွားအဲ့ဒါကိုအာဂတဝတ္ထု9ပါးတဲ့ဒေါသဖြစ်ခြင်းအကြောင်း9မျိုးလို့ပြောတာအဲ့မှတ်လို့လည်းလွယ်တယ်နော်ကိုယ့်ရဲ့အကျိုးမဲ့ကိုယ့်ရဲ့မကောင်းကျိုးကိုလှုပ်တာကိုခင်မင်းတဲ့ပုဂ္ဂိုလ်ရဲ့မကောင်းကျိုးကိုလှုပ်တာကိုနဲ့မတည့်သူရဲ့ကောင်းကျိုးကိုလှုပ်တာအဲ့ဒါတွေက तू မကြိုက်တာတွေကြီးပဲအဲ့ဒါ तू ကဘလို့တွေးတော့ဆိုဒီလူဟာငါရဲ့မကောင်းကျိုးကိုမနေ့ကလည်းလှုပ်ခဲ့တယ်ဒီနေ့လည်းလှုပ်တယ်နှစ်ပြန်လည်းလှုပ်အောင်ပါပဲအတိတ်နာကပစ္စုပန်နဲ့3ခုဖြစ်သွားငါခင်မင်းတဲ့ပုဂ္ဂိုလ်ရဲ့မကောင်းကျိုးကိုလည်းမနေ့ကလည်းလှုပ်တယ်ခဏလည်းလှုပ်နေတယ်နှစ်ပြန်လည်းလှုပ်အောင်ပါပဲအဲ့ဒီက3မျိုးဆို6ခုဖြစ်သွားတယ်ငါနဲ့မတည့်တဲ့ပုဂ္ဂိုလ်ကိုအားပေးအားမြောက်ပြုတယ်သူ့အတွက်တော့အကျိုးကောင်းကျိုးချမ်းသာရအောင်သူလှုပ်ပေးနေတယ်မနေ့ကလည်းလှုပ်တယ်ခဏလည်းလှုပ်နေတယ်နှစ်ပြန်လည်းလှုပ်အောင်ပါပဲ3ခုအဲ့ဒါကိုအာဂတဝတ္ထု9ပါးလို့ခေါ်လိုက်တာတော့အဲ့ဒါကိုကြောင့်ပြုပြီးလူတွေကစိတ်တိုးတယ်ဒေါသထွက်တယ်ကိုစိတ်တိုးတယ်ဒေါသထွက်တယ်ဆိုတာဒီအကြောင်းတရားတွေတခုခုပဲကိုမျိုးလုံးကိုပြောတာတော့မဟုတ်ရှိနိုင်တာကိုပြောတာနော်ကိုဒေါသဖြစ်တာ9ခုလုံးပြည့်စုံမှဒေါသဖြစ်တာပြောတာမဟုတ်ဘူးဒီ9ခုတည်းကအကြောင်းတစ်ခုအကြောင်းဖြစ်တယ်အဲ့ဒီ9ခုတည်းမပါဘဲနဲ့လေလူကဒေါသဖြစ်တယ်ရှိတယ်ဘာလို့ဆိုအဲ့ဒါကြတော့အဋ္ဌာနာကောပါလို့ခေါ်တယ်မဖြစ်တဲ့နေရာမှာဒေါသဖြစ်တယ်အဲ့ဒါဘာလို့ဆိုလေတိုက်ရင်တိုက်ရမလားဒေါသဖြစ်တယ်နေပူရင်ပူရမလားဒေါသဖြစ်တယ်အဲ့လိုဒေါသဖြစ်တာကြတော့အဋ္ဌာနာကောပါခလုတ်တိုက်ရင်လည်းခလုတ်ကိုဆဲတယ်တက်မဲ့အရာတွေပေါ်မှာဒေါသထွက်တယ်အကြောင်းမဲ့တက်မဲ့အရာတွေပေါ်မှာမိုးရွာရင်လည်းဒေါသထွက်တယ်ကိုခီးသွားနေတော့မိုးရွာရင်လည်းဒေါသဖြစ်တယ်မျိုးစုံပဲအဲ့ဒါဒေါသဖြစ်စရာတွေလိုက်ကြည့်ရင်ဒီထဲကတော့တစ်ခုတော့ဖြစ်တာအလုံး10မျိုးလို့ခေါ်တယ်အာဂတဝတ္ထု10ပါးတဲ့
ဒေါသဖြစ်ခြင်းရဲ့အကြောင်း10မျိုးလို့သူတို့ပြောတာနော်အဲ့ဒီတကူနဲ့ပဲဒေါသဖြစ်ကြတယ်လူတွေကအဲ့တော့အဲ့ဒီဒေါသဆိုတာဟာလည်းပဲခုနပြောတဲ့ဒုက္ခဒုက္ခဟိုနှစ်သက်เสียကောင်းတာနဲ့နှစ်သက်เสียမကောင်းတာခြေနဲ့เสียကောင်းတာနဲ့ခြေနဲ့เสียမကောင်းတာပျော်เสียကောင်းတာနဲ့ပျော်เสียမကောင်းတာစိတ်ဝင်စားเสียကောင်းတာနဲ့စိတ်ဝင်စားเสียမကောင်းတယ်အဲ့ဒီနှစ်ခုကွဲပြားမှုပေါ်မှာပဲဘူးတည်တယ်အဲ့ဒါနှစ်ခုပေါ်မှာလည်းပဲဒေါသဖြစ်တယ်လို့သူတို့ဆိုတယ်နောက်တစ်ခုကမောတဝိဆာတယ်မောတဝိဆာဆိုတာမောတဆိုတာမုတာနဲ့တူတူပဲအမှန်ကန်မဟုတ်ဘူးလွယ်မှားတယ်ဝိဆာဆိုတာပြောဆိုတာမုတဝါဒကိုဒီနေရာမှာသုံးတာမောတဝိဆာလို့သုံးလိုက်တာအလွယ်အမှားကိုပြောဆိုခြင်းအလိမ့်အညာမုတဝါဒလို့ဆိုလို့တယ်ပေါ့လောကလူတွေငြိမ်လိမ်ညပြုကြတာဒီလိုပဲကောင်းကောင်းပေါ်မှာအခြေခံပြီးတော့လူတွေကလိမ်ညတယ်တူနဲ့တူဟိုအမှန်မပြောချင်ကြဘူးလိမ်လည်မှုတွေလှည့်စားမှုတွေလောကမှာဖြစ်ပေါ်လာတယ်တဲ့မုဒဝါဒဖြစ်တာလဲပြောမဆိုရင်အိဋ္ဌာယုံနေဋ္ဌာယုံဆိုတဲ့ဒီကွဲပြားမှုတွေပေါ်မှာမုဒဝါဒတွေဖြစ်ကြတယ်နောက်တစ်ခုကတော့ကထံကထာကထံကထာဆိုတာသူ့ရဲ့စကားလုံးရဲ့အဓိပ္ပာယ်ကကထံဆိုတာဘာလဲကထံကထာဆိုတာဘာလဲပါလဲခုခေတ်တချို့လူတွေရေးတယ်မဟုတ်လားဘာလဲပဲလဲဆိုတာရေးတာလေကထံကထာဆိုတာမေးခွန်းမဲ့ထုံတာအဖြေမထုံနိုင်သူ့လောလို့ရှင်းတော့ဘာသာပြန်တယ်သူ့လောတွေးတော့ယုံမှခြင်းတယ်အဲ့ကထံကထာကိုပြောတာကထံဆိုတာမေးခွန်းထုတ်နေတာဘယ်လိုလဲအဖြေမထုံနိုင်တာတန်တရားရှိတဲ့ပုဂ္ဂိုလ်ဟာဥမာမဲလမ်းနဲ့တွေ့ရှိတယ်ကိုသွားရမယ့်လမ်းကဘယ်လမ်းမှမသိဘူးဆိုဒီလမ်းလားဟိုလမ်းလားဒီလမ်းသွားရမှာလားဟိုလမ်းသွားရမှာလားဟောမေးခွန်းထုတ်နေတာပဲလေဒါမှတ်ရမှာလားဟိုဟာမှတ်ရမှာလားဒီလိုလားဟိုလိုလားမဆုံးဖြတ်နိုင်တာကိုတန်တရားလို့ခေါ်တယ်အဲ့ဒါကိုပါဠိဘာသာမှာသုံးတဲ့အခါကထံကထာလို့သုံးလိုက်တာကထံကထာဘာလဲပဲလဲဆိုတဲ့မေးခွန်းပဲထုတ်နေတယ်အဖြေမထုတ်နိုင်တာတန်တရားလို့ပြောတာကိုယ်ကိုယ်တိုင်ဆုံးဖြတ်နိုင်စွာမရှိတဲ့တန်တရားအဲ့ဒီတန်တရားဟာလည်းပဲအကောင်းနဲ့အဆိုးဒီနှမျိုးချမှတန်တရားဖြစ်တာပဲဒါကောင်းတာလားမကောင်းဘူးလားနော်နှစ်သက်เสียလားမနှစ်သက်เสียလားဒါအိဋ္ဌာယုံကျေနပ်เสียလားအနိဋ္ဌာယုံမကျေနပ်เสียလားအဲ့ဒါလို့ရှုံမတန်တရားဆိုတာတွေကလည်းပဲအဲ့ထဲမှာပဲဖြစ်တယ်ဒါဒီသဘာဝတရားတွေဟာတာယာเสียကောင်းတယ်တာယာဘဝမကောင်းဘူးဆိုတဲ့ဒီနှစ်မျိုးကွဲပြားနေမှသာလေဒီအခြေအနေတွေဖြစ်တာတဲ့တမျိုးတည်းဆိုမဖြစ်ဘူးတော့ဒုက္ခဒုက္ခနှစ်မျိုးဖြစ်တယ်ဝန္တเสียဝန္နေเสียနှစ်ခုဖြစ်တယ်ကောင်းတာဆိုတာနှစ်ခုရှိတယ်အဲ့ဒီထဲမှာအခုပြောတဲ့တန်တရားဆိုတာဖြစ်တာပါတဲ့အမျက်ဒေါသမုဒဝါဒတန်တရားဆိုတဲ့ဒီအရာတွေဟာတာဒအတာဒဆိုတဲ့တာယာဝဲရှိမှုမရှိမှုဆိုတဲ့ဒီနှစ်ခုကွဲပြားလို့သာဖြစ်နေတာဖြစ်ပါတယ်လို့သူဖြေတယ်ကထံကတိညာနာပထာယသိက္ခေဒီညတဝပဥဒ္ဒသမဏေနဓမ္မာသမဏဆိုတာမြတ်စွာဘုရားကိုရည်ညွှန်းလိုက်တာပေါ့ရှင်ထဲမှာရှိတဲ့အဆိုးတရားတွေကိုငြိမ့်သက်ပြီးဖြစ်တဲ့ပုဂ္ဂိုလ်သမဏလို့ခေါ်တယ်မြန်မာလိုပြန်တော့ယဟန်လိုပဲပြန်တယ်ပေါ့နော်သမဏဆိုတာရှင်ထဲကအပူတွေငြိမ့်ပြီးသားပုဂ္ဂိုလ်ငြိမ့်ပြီးသားပုဂ္ဂိုလ်ဟာသဘာဝတရားတွေကိုဟောတဲ့အခါမှာကုံစင်အောင်သိပြီးမှဟောတာမသိပဲဟောတာမဟုတ်အကုန်သိပြီးတော့မှဟောတာကိုယ်ကိုယ်တိုင်သိပြီးမှဟောတာရဲ့
ဥပမာဘုန်းကြီးတို့ခေါ်နေတယ်ဆိုတာကိုယ်ကိုယ်တိုင်သိခေါ်တာမဟုတ်စာထဲမှာဒီလိုပါတယ်ဆိုတာကိုကြည့်ပြီးခေါ်တယ်မြတ်စွာဘုရားတရားဟောတာကြတော့အဲ့လိုမဟုတ်စာထဲမှာပါလို့ဟောတာမဟုတ်ကိုယ်ကိုယ်တိုင်အကောင်းဆုံးအကြောင်းကျိုးသေသေးချာချာကာကနနသိပြီးတော့ဟောတာအဲ့ဒါကိုပြောတာညတဝပါဝုဒ္ဓသမဏိနာဓမ္မတချို့ကအစင်လာရပြတာအစင်လာဆိုတော့ဘယ်တော့မှပါဖြစ်ခဲ့တဲ့ဆိုတဲ့အဲ့ဒီအစင်လာစကားကိုဘယ်အကြောင်းရာဆိုရင်လည်းမပါတယ်ဆိုတာတွေကိုပြောတာဘယ်သူကဒီလိုပြောတဲ့ဆိုတဲ့သူများပြောတာတစင်ကြာနဲ့ပြောတာမြတ်စွာဘုရားကအဲ့ဒီလိုတစင်ကြာဟောတာလည်းမရှိဘူးနော်တစင်ညာနဲ့ဟောတာလည်းမရှိဘူးအစင်လာရထုတ်ဖို့ပြောတာလည်းမဟုတ်ဘူးကိုယ်တိုင်ညာနဲ့သိပြီးဟောတာဒါမှမဟုတ်မြတ်စွာဘုရားနဲ့ပတ်သက်ရင်တယံအပိညာသစ္စိကတဝပဝိတေမိလောကကြီးကိုကိုယ်တိုင်သိပြီးတော့ကိုယ်တိုင်မျက်မှောက်တွေ့ရှိပြီးတော့မှလောကအကြောင်းကိုရှင်းပြတာဓမ္မအကြောင်းကိုရှင်းပြတာတစင်စကားနဲ့ပြောတာလည်းမဟုတ်ဘူးစာဖတ်ပြီးတော့ပြောတာလည်းမဟုတ်ဘူးနော်အဲ့ဒါလို့ညတဝပဝုဒ္ဓသမဏိနဓမ္မဓမ္မတွေကိုရှင်နေကကိလေသာငြိမ်းပြီးသားမြတ်စွာဘုရားဟာတကယ်သိရှိပြီးတော့မှဟောတာဖြစ်ပါတယ်တဲ့အဲ့ဒါဟောတာဖြစ်သောကြောင့်ကထံကတိသူလောနဲ့ဆုံးဖြတ်ချက်မချနိုင်တဲ့တန်တရားကြီးမားတဲ့ပုဂ္ဂိုလ်ဟာဘာလို့သင့်တယ်လဲဘာလို့သင့်တယ်လဲဆိုတာဒီနေရာမှာအဖြေပေးရင်းနဲ့အကြံပေးသွားတာညာနာပဋ္ဌာယသိခေအသိဉာဏ်တိုးတက်ဖို့ရအတွက်သင်ယူပါတဲ့မှတ်သားပါနော်တန်တရားပွားနေလို့ရှိရင်သင်ယူရမယ်မှတ်သားရမယ်လို့ဆိုတော့အသိဉာဏ်နဲ့သာတန်တရားကိုဖြေရှင်းလို့ရသင်ရမယ်လို့ပြောတာဘယ်လိုဖြစ်မသိငင်မသိဘူးသင်လိုက်တဲ့အခါသိလာတယ်သိလာရင်အတော်လျော့တန်တရားတွေကင်းသွားတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီနေရာမှာကထံကတိတန်တရားရှိနေတဲ့ပုဂ္ဂိုလ်ဟာညာနာပဋ္ဌာယသိခေဉာဏ်နေဖြစ်ဖို့ရအတွက်သင်မှာကျင့်မှာဆိုဘာကိုသင်ရမှာလဲဘာကိုကျင့်ရမှာလဲဆိုသီလသမာဓိပညာသိက္ခာ၃ရပ်ကိုသင်ယူပါကျင့်ကြမှာလို့ဆိုလိုတာမဂ္ဂင်၈ပါးကျင့်တရားကိုကျင့်မယ်ဆိုလို့ရှိရင်လုံးဝတန်တရားကင်းနိုင်ပါတယ်ပုရုဇဉ်မှန်သမျှတန်တရားတန်းလန်းမယ်လေတတ္တဝါဖြစ်ပြီဆိုတော့မှတန်တရားကင်းတာပုရုဇဉ်တွေဟာတန်တရားရှိနေအောင်ပါပဲသူများပြောတာကိုလက်ခံရအောင်ပါပဲယုံကြည်အောင်ပါပဲဒါကြောင့်မို့တန်တရားကင်းမှုအတွက်ဆိုလို့ရှိရင်တော့မဂ္ဂင်၈ပါးအကျင့်တရားသီလသမာဓိပညာကိုစနစ်တကျကျင့်သုံးခြင်းအပြင်ထက်မြက်တဲ့အသိဉာဏ်တစ်ခုရရှိလာမှာဖြစ်တယ်အဲ့ဒီရရှိလာမှတန်တရားဆိုတာကဲမှာဖြစ်ပါတယ်ဒါမှမဟုတ်သောတာပန်ဖြစ်ပြီဆိုလို့ရှိရင်ဓမ္မနဲ့ပတ်သက်ပြီးတော့ဝိကတကထံကထောနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့နိဗ္ဗာန်ဆိုတာရှိသလားမရှိဘူးလားဘယ်လိုဟာလဲဆိုတာနဲ့ပတ်သက်ပြီးတန်တရားမရှိတော့ဝိကတကထံကထောတန်တရားကင်းသွားပြီတဲ့မြတ်စွာဘုရားဟောတဲ့မေတ္တရားတရားဥတရားမြတ်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်းတန်တရားကင်းသွားပြီသောတာပန်ဖြစ်တယ်ဆိုတာဒီတန်တရားကင်းတာနဲ့အမှန်မြင်သွားတာဒီနှစ်ခုအဓိကထားပြောတာအမှန်မြင်ခြင်းနဲ့တန်တရားကင်းခြင်းပဲဒါကြောင့်သောတာပတိမဉ္ဇဉ်ကအဓိကအဲ့ဒါကြောင့်မဟိရှဝကျင့်တရားကိုကျင့်ပြီဆိုလို့ရှိရင်အနည်းဆုံးဝိပဿနာကျင့်စဉ်ကျင့်လို့သောတာပန်ဖြစ်ပြီဆိုရင်တန်တရားကင်းပါပြီဒါကိုပြောတယ်အပရပစ္စယောတဲ့သောတာပန်ပုဂ္ဂိုလ်အပရပစ္စယောဆိုသူ့အနေနဲ့ရှုံကြည်လက်ခံဖို့သူများအပြောနဲ့ယုံကြည်လက်ခံဖို့ဆိုတာမရှိတော့ဘူး။ဘာလို့သူကိုယ်တိုင်သိတာသူကိုယ်တိုင်သိသည့်အတွက်ကြောင့်သူများအပြောပေါ်မှာမိခိုပြီးတော့ယုံကြည်လက်ခံရတာမရှိဘူး။တခါတလေကျတော့လူကိုယုံလို့လက်ခံလိုက်ရတာလေလူကိုယုံလို့သူပြောတဲ့စကားကိုလက်ခံလိုက်တာရှိတယ်။သောတာပန်ကဓမ္မနဲ့ပတ်သက်လာတဲ့အခါကျတော့
ကိုယုံကြည်ရမယ့်လူကပြောလို့ဆိုတာပြောမရှိဘူးသူကိုယ်တိုင်သိတာအဲ့ဒါကိုပြောတာအပရပစ္စယောလောကလူတွေကတော့ကိုယုံကြည်ရမယ့်လူကပြောရင်ကိုမမြင်သည်ဖြစ်စေမမြင်သည်ဖြစ်စေကြားသည်ဖြစ်စေမကြားသည်ဖြစ်စေသူ့ပေါ်မှာယုံကြည်ပြီးတော့လက်ခံလိုက်ကြတာလေတရားဓမ္မနဲ့ပတ်သက်လာပြီးသောတပန်ပုဂ္ဂိုလ်အဲ့လိုယုံကြည်လက်ခံကြယုံကြည်လက်ခံမှုမရှိတော့ဘူးလို့ဆိုလို့တယ်ပေါ့နော်ဝေသာရိစ္ဆပတ္တောသောတပန်ဖြစ်သွားလို့ရှိရင်ဓမ္မအရာမှာကြောက်ရွံ့မရှိတော့မှားတော့မှမကြောက်ဘူးပုရုဇဉ်နေဆိုကြောက်တယ်မှားသွားမှကိုပြောတာမှားသွားမှဆိုကြောက်တယ်စိုးတယ်နော်မှားသွားမှစိုးရိမ်သူကတော့အဲ့ဒီသူ့ရဲ့ဆုံးဖြတ်ချက်ကမှားသွားမှမစိုးဘူးငါလှုပ်တာလုံးမလှုပ်ကောင်းရဲ့လားငါမှားများမှားသလားဆိုစိုးရိမ်မှုသူ့မှာမရှိတော့အဲ့ဒါကိုဝိတ္တရစ္ဆပတ္တောလို့သူလှုပ်တဲ့အလုပ်သူရထားတဲ့တရားနဲ့ပတ်သက်ပြီးတော့ငါရတာဟုတ်မဟုတ်ပါမလားဆိုမရှိဘူးလုံးဝရဲဝံ့သွားတယ်လို့အပရဝိတ္တရစ္ဆပတ္တောတထုတာသနိရသော်ဗျာအဆုံးမနဲ့ပတ်သက်ပြီးအဲ့လိုတန်တရားမရှိတော့ဘူးလို့ဆိုတယ်ဒါကြောင့်မို့ဒီအဖြေစကားမှာအမျက်ဒေါသတို့မုဒဝါဒတို့တန်တရားတို့ဆိုတဲ့ဒီသဘာဝများဟာတရားဝဲရှိတယ်တရားဝဲမရှိဘူးဆိုတဲ့နှမျိုးအကောင်းဆုံးနှမျိုးရှိနေမှသာဖြစ်ကြတာဖြစ်တယ်တဲ့သမဏဖြစ်တဲ့ရှင်ဘုရားတရားဓမ္မကိုသိပြီးမှဟောကြားတာဖြစ်လို့တန်တရားရှိသူတွေဟာအဲ့ဒီတရားကိုသိဖို့သိက္ခာသုံးပါးအကျင့်တရားကိုကျင့်ပါတဲ့ဒါလမ်းစဉ်ကိုပြောလိုက်တာနော်အဲ့ဒီလိုကျင့်မှသာလဲတန်တရားကင်းတဲ့ဉာဏ်ကိုရရှိမှာဖြစ်ပါတယ်အဲ့တော့ကလဟဝိဝါဒသုံးနဲ့ပတ်သက်ပြီးတော့ခုနကဓာတိဟောလို့တော့ပြီးပြီနောက်မှဆက်ပြီးတော့ဟောကြားမှာဖြစ်တော့ဒီကနေ့တော့ဒီနေ့မှာပဲတခန်းရကြရအောင်မှာဖြစ်တယ်တရားချက်ကသူတော်စင်ပြိဿအပေါင်းတို့လူတွေနဲ့ပတ်သက်ပြီးတော့လူတွေရဲ့ရှင်တဲ့နှလုံးထဲမှာဖြစ်လိရှိတဲ့တုံးနဲ့တူငြင်းခုံမှုကိုအကြောင်းပြုပြီးတော့ယံဖြစ်မှုစိတ်သောကရောက်မှုစိတ်သောကမထိန်နိုင်လို့ငိုရမှုနော်တုံးနဲ့တူမနာလို့တုံးနဲ့တူဝန်တိုတဲ့စိတ်တွေဖြစ်မှုမာနကြီးမှုအလုံးကိုမာနကြီးလွန်မှုသွေးခွဲမှုဆိုတဲ့ဒီကိလေသာတွေဟာဘာကိုအခြေခံတာလဲလို့ဆိုရင်ကိုနှစ်သက်မျက်နှိုးတဲ့ပစ္စည်းဝတ္ထုနှစ်သက်မျက်နှိုးတဲ့ပုဂ္ဂိုလ်ခြေခံပြီးတော့အခုလိုကိလေသာတရားတွေဖြစ်ပွားတာပါဆိုတာကိုဖြည့်ရှင်းဆုံးဖြတ်ထားတဲ့အတိုင်းမိမိတို့ယင်ထဲမှာအဲ့ဒီတရားစိုးတွေမဖြစ်ရအောင်တတိထား၍ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းရှိစချောင်းရှင်ဖေယဖရာတပည့်တော်တို့သည်ဓမ္မအသိဉာဏ်ကြာရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအသိဉာဏ်ရရှိစေရန်ရှိသံကြလျက်ဓမ္မသဘင်ဆင်ကျင်ပါပြုလုပ်ကြ၍အဝတ္တဒါနာဓမ္မဒါနာတရားအလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သားသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပ်ပြုလို့ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏
အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖအဖို့အဖွာဆရာသမားမစ၍ကဘာသူကဘာသာလူနဲ့မြမတတဝများတို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း